အားလုံးပဲမင်္ဂလာပါ Cyrus Game Zone ဒီ channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Cyrus ပါဒီနေ့မှာတော့ကျွန်တော်က Brown 7ပွဲစဉ်လေးကိုတင်ဆက်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ Round 5ပွဲစဉ်နဲ့ Round 6ပွဲစဉ်ကျွန်တော်ဘယ်လိုပြတ်သွားတယ်ပေါ့နော်ဘယ်လိုဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ Round 5ပွဲစဉ်လေးက Player 19ကပွဲစဉ်ကိုတက်ရောက်ဖို့အတွက်ပြက်ကွက်ခဲ့တာဖြစ်ပြီးတော့ကျွန်တော်တို့ Round 6ပွဲစဉ်လေးကတော့ကျွန်တော် Player 15ကကျွန်တော်စီကပ်ဖောက်တဲ့အတွက်ပြောတဲ့နေရာမှာကျွန်တော်တို့စကားကိုနည်းနည်းမိုက်ရိုင်းစွာပြောဆိုခဲ့တဲ့အတွက်ကျွန်တော်တို့ပြိုင်ပွဲကနေထုတ်ပယ်လိုက်ပါတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့round 5ကိုတော့ player 7ကတက်ရောက်ခဲ့ပြီးတော့ကျွန်တော်တို့ round 6မှာတော့ကျွန်တော်တို့ player 21ကနောက်တစ်ဆင့်ကိုတက်လှမ်းသွားခဲ့တယ်ပေါ့နော်ဟုတ်ကဲ့ပါဒီနေ့မှာတော့ကျွန်တော်တို့ round 7အနေနဲ့ player 16နဲ့ player 12တို့ကရှင်းပြိုင်ကစားကြမှာဖြစ်ပါတယ်ကဲဒါဆိုရင်တော့အစီအစဉ်လေးကိုဆက်လက်ပြီးတော့ကြည့်ရှုလိုက်အောင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်အပြာရောင်တင်းရနေပြီးတော့ပါဝင်ရှင်ပြိုင်မဲ့ player 12ကတော့ရန်ကုန်ကနေလာလို့ရှင်ပြိုင်တာဖြစ်ပါတယ်ကျွန်တော် player 16အနီးအောင်အသင်းကတော့ကျွန်တော်နေပြည်တော်ကနေပြီးတော့လာရောက်ရှင်ပြိုင်တာဖြစ်ပါတယ်ဒီနေ့ player တွေရောဘယ်လိုစိတ်ဝင်စားဖို့ကောင်းအောင်ရှင်ပြိုင်ကြမလဲဆိုတော့ကျွန်တော်နဲ့တူတူဆက်လက်ပြီးတော့ကြည့်ရှုလိုက်ကြအောင်ဗျာဟုတ်ကဲ့ပါအခုဆိုတော့ကျွန်တော်တို့ပွဲစဉ်အလဲကိုရောက်ရှိလာပြီးတော့ထိတ်ထိတ်တွေ့ဆုံနေပါပြီကျွန်တော်တို့ first key ကိုဘယ်သူကနေစပြီးတော့ပေးရမှာလဲအခုလောလောဆယ်တော့ကျွန်တော်တို့2ယောက်သူကန်ကိုကန်နဲ့စပြီးတော့ကန်ကြည့်နေရပေါ့နော်ဒါပေမဲ့ကျွန်တော် first key တော့မပေးလိုက်ရပါဘူးမပေးလိုက်ရအောင်ကျွန်တော်တို့အချိန်ကတော့10မိနစ်ကိုနီးကပ်လာပြီဖြစ်ပါတယ်ဟုတ်ကဲ့ပါညဒီပွဲရောကိုယ်တိုင် save ပြီးတော့ကစားကြမှာလားထိမ့်ထိမ့်သိမ့်သိမ့်နဲ့ကစားကြမှာလားမဟုတ်လို့ရှိရင်စောစောစီစီပဲ first key ကိုပေးရမှာလားဆိုတာစိတ်ဝင်စားစရာပါပဲအခုဆိုတော့ကျွန်တော် player 16အနီးအောင်တင်းရကန်တယ်ဟုတ်ကဲ့ပါကျွန်တော်အပြာရောင်အသင်းက flicker သုံးပြီးပြေးလိုက်တယ်ပြေးလိုက်တော့ညာလဲကျွန်တော်တို့ကျွန်တော် player 16ကလည်း flicker သုံးလိုက်ပြီးတော့ကျွန်တော် first key ကိုရအောင်လို့လိုက်ယူလိုက်တယ်ပေါ့နော်ဟုတ်ကဲ့ပါခင်ဗျအခုဆိုတော့ကျွန်တော်တို့ first key ကို10မိနစ်အကျော်မှာပဲplayer 16အနီရောင်ကရရှိသွားခဲ့ပြီဖြစ်ပါတယ်ဟုတ်ကဲ့ပါမြတ်ဒါဆိုတော့ကျွန်တော်တို့ second key ကိုထပ်ပြီးတော့ player 16အနီရောင်တင်ရရှိမှာလားဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ခြေပ 1k ကို player 12ကပဲပြန်လဲယူဆောင်သွားမလားဆိုတော့ကျွန်တော်စိတ်ဝင်စားဖို့ဆက်လက်စောင့်ကြည့်ရမှာပါအခုဆိုရင်ကျွန်တော်တို့ create ကိုရှင်းတယ် player 16ကကန်ကြည့်တယ်ကန်ကြည့်မှလည်းကျွန်တော်တို့ပြန်အောင်တော့မကန်လိုက်ဘူးเนาะသူတစ်ချက်ကန်ပြီးတော့ပြန်ထွက်သွားလိုက်ပါတယ်အခုဆိုတော့ကျွန်တော်တို့မိနစ်အပိုင်းခြားက2မိနစ်ကိုရောက်ရှိလာပြီဖြစ်ပါတယ်လောလောဆယ်ကတော့ကျွန်တော်တို့player 16ရထားတဲ့ first key နဲ့ပဲတင်ငင်နေပြီးတော့ကျွန်တော် player 16ထပ်ကန်တယ်ကန်ပြီးမှကျွန်တော် player 12ကကာလိုက်နေပြီးတော့ player 16လည်းသွေးတော်တော်ရော့သွားပါတယ်ကျွန်တော် player 16ကတော့အနေအောင်သင်းပေါ့เนาะသွေးတော်တော်ပြိုင်းသွားတယ်ပေါ့เนาะကျွန်တော်ထင်တာကြောင့်အနီရောင်ကကျွန်တော် player 16ကနေပြီးတော့ပြရောင် player 12ကိုကျွန်တော်ပြက်ကန်လိုက်မယ်အောင်မယ်ဒါပေမဲ့player 12အပြရောင်ကကျွန်တော်ကာလိုက်နိုင်တယ်ကာလိုက်နိုင်တယ်ပြန်ကျွန်တော်တစ်ချက်ကန်လိုက်တဲ့အခါမှာကျွန်တော်ဟိုဘက်ကသွေးတော်တော်ရော့သွားတာတွေ့ရပါတယ်ဒီလိုဆိုတော့ကျွန်တော်တို့ first key ပေးထားရပေမဲ့လေအမြန်အမီ damage ကိုပြန်ပေးနိုင်တဲ့သဘောကိုတက်ရောက်နေပါတယ်ကျွန်တော်ဂိုးအေးရတော့ကျွန်တော် player စနစ်အပြာတင်1450နီးပါးကိုရရှိနေပြီးတော့ကျွန်တော်တို့player 16အနီအောင်တင်ရတော့2000ပေါ့နော်ပြောရလို့ရှိရင်တော့ကျွန်တော်တို့900လောက်တော့ကွာနေတော့ဒါပေမဲ့လည်းကျွန်တော်တို့အခုကျွန်တော် player 16ကကန်နေဒါပေမဲ့လည်းကျွန်တော်တို့ flicker နဲ့ထပ်သုံးပြီးတော့ player စနစ်ကပြေးပါတယ်ကျွန်တော်ဒါနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ player 16ကလိုက်တယ်ကျွန်တော်ပြောရရင်တော့ပြောရရင်တော့ကျွန်တော်အလိုက်မှားသွားတယ်လို့ပဲပြောရမယ်လို့ထင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တာဝါရဲ့အထိကျွန်တော်တို့ကန်ဖို့အတွက်အနီရောင် player 16ကလိုက်ခဲ့ပြီမလဲကျွန်တော်တာဝါရဲ့တစ်ချက်နဲ့သွေးရော့သွားတဲ့အခါမှာကျွန်တော် player 12ကနောက်ကနေပြီးတော့ကီးရဖို့လိုက်ခဲ့ပြီမလဲကျွန်တော်တော်တော်လေးအပြေးကောင်းသွားတယ်ပေါ့နော်အရှောင်ကောင်းလို့ထောင်းတက်တာသွားတဲ့သဘောနဲ့ကျွန်တော်တို့ကီးမပေးလိုက်ရတာတော်တော်ကန်ကောင်းပါဗျာ
ဟုတ်ကဲ့ပါခင်ဗျာခုဆိုတော့ကျွန်တော် mid lane မှာတယောက်နဲ့တယောက်အနေထားကိုကြည့်တယ်အခြေအနေကိုရှိုးတယ်အမားမခံမနဲ့ကျွန်တော်တယောက်ရဲ့ဟာကွက်ကိုတယောက်ကစောင့်ကြည့်နေပါတယ်အခုကျွန်တော်ဆက်ဖြတ်ကန်တယ်ဒါပေမဲ့လည်းဘက်တဲ့သဘောမျိုးမဟုတ်ပဲနဲ့ဒီတိုင်းဖြတ်ကန်လိုက်တဲ့သဘောပါပဲကျွန်တော်အဆင်ပြေရင်တော့အတီကန်ထည့်မယ်ပေါ့လေဟုတ်ကဲ့ခင်ဗျာခုဆိုတော့ထပ်ပြီးတော့အနေထားကိုရှိုးတယ်အခြေအနေကိုကြည့်တယ်ကျွန်တော် player 16ကန်ထည့်တယ် player 12ကိုဒါပေမဲ့ player 12ကကျွန်တော်တို့တာဝါတွေကိုကန်ထည့်ပြီးတော့နောက်တစ်ချီပ first key ကိုပြန်လည်ရရှိသွားတယ်လို့ဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့ပထမဆုံးစကန်လိုက်တာတော့ကျွန်တော် player 16အနည်းအောင်အသင်းကဖြစ်ပေမဲ့လည်းကျွန်တော်တို့အပြာရောင်အသင်း player 12ကလိမ္မာပါနတ်စွာနဲ့တာဝါတွေကိုဗတ်ပြန်ပြီးတော့လှည့်ပြီးတော့ကန်ထည့်ပြီးတော့ကီးကိုပြန်ယူသွားတာပါလှပတဲ့အသုံးချမှုတွေတစ်ခုပါပဲဟုတ်ကဲ့ပါများခုဆိုတော့ကျွန်တော်တို့အချိန်အားဖြင့်9မိနစ်ကိုကြော်လာခဲ့ဖြစ်ပါတယ်9မိနစ်ကြော်လာပြီးတဲ့နောက်ပိုင်းကျွန်တော်တို့ကီးကတယောက်တစ်ဖက်စီ first key စီပိုင်ဆိုင်ထားတာဖြစ်ပါတယ်ကဲနောက်ထပ်ကီးတစ်ခုရောဘယ်သူကရရှိမှာလဲပြောရအောင်နှစ်ဖက်လုံးအတွက် second key ပေါ့နော်ဟုတ်ကဲ့ပါခုဆိုတော့ second key ကိုဘယ်သူကပိုင်ဆိုင်မှာလဲဆိုတော့စိတ်ဝင်စားဖို့ကောင်းပြီပါပဲဟုတ်ကဲ့ပါကျွန်တော် player 16ကန်တယ် player 12ကန်တယ်မပြတ်သွားဘူးခင်ဗျာ player 12ကကျွန်တော် player 16ကိုအပြက်ကန်ဖို့ကြိုးစားမပြတ်ဘူး player 16ကျွန်းထွက်လာတဲ့အပေါ်မှာကဲ player 16ပြန်ကျွန်းထွက်လာတဲ့အပေါ်မှာသွေးနဲ့ပြန်ကျွန်းထွက်လာတဲ့အပေါ်မှာကျွန်တော် player 12ကကျွန်တော်ကီးယူဖို့စူးစမ်းခဲ့တာပေါ့နော်ဒါပေမဲ့ကျွန်တော် player 16ကလည်းပြန်ပြီးတော့လိမ်မာပါနဲ့ဆိုတာနဲ့တာဝါတွေကိုကန်ထည့်ပြီးတော့ကီးပြန်ယူရတာဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့ဒီနေ့ပွဲစဉ်လေးကတော့ကြီးလို့ကောင်းတယ်တော့ပါတယ်ပေါ့ဘာလို့လဲဆိုတော့သူတစ်ပြန်ကိုတစ်ပြန်နဲ့ကျွန်တော်တို့တေးသေးချာချာတာဝါတွေကိုကန်ထည့်ပြီးတော့အသုံးချနေတာပါသူဟာကိုဟာကွက်တွေကိုကျွန်တော်တို့တော်တော်လေးကိုကောင်းကောင်းမွန်မွန်အသုံးချနေရလို့မြင်ပါတယ်ဟုတ်ကဲ့ပါမြတ်ကျွန်တော်အချိန်အားဖြင့်6မိနစ်ကျော်9မိနစ်နောက်နီးလာခဲ့ပြီဖြစ်ပြီးတော့ player 16အနီးအောင်အသင်းကကျွန်တော် 2k ရရှိထားပါတယ်ကျွန်တော် player 12အပြာရောင်တင်းကတော့ 1k ရရှိထားပါတယ်ခင်ဗျဟုတ်ကဲ့ပါနောက်ထပ် key တစ်ခုကိုဘယ်သူကပိုင်ဆိုင်သွားမလဲဆိုတာကျွန်တော်စိတ်ဝင်စားဖို့ကောင်းလာပါပြီဟုတ်ကဲ့ပါမြတ်ခုဆိုတော့ကျွန်တော်အပြာရောင် player 12ကဟာကွက်ကိုစောင့်နေတယ်ဟုတ်ပြီထွက်လာပြီကျွန်တော် player 16ကိုကန်တယ် player 12ကန်တယ်ဟုတ်ပြီအပြန်ပြေးတယ်ကျွန်တော်တို့ဘလို့ဖြစ်သွားတာလဲလို့ဆိုတော့ကျွန်တော် player 16က player 12ကိုတာဝါရဲ့အထိလိုက်ကန်ပြီးမှတာဝါပြစ်ချက်နဲ့ကျွန်တော်ကီးတစ်ခုကပေးလိုက်ရတယ်ပေါ့နော်ကျွန်တော်ထင်တာသူပြက်ကိုပြက်မယ်လို့ထင်နေတာပြက်မယ်ဆိုတော့ကျွန်တော်တို့ player 12အပြရောင်ကလည်းကျွန်တော်တို့သွေးရအရင်နင်းနေပြီပေါ့နော်နေဖြစ်တဲ့တော့ကျွန်တော်တို့ကန်လိုက်တဲ့အချိန်မှာကျွန်တော်သွေးရလည်းမရှိတော့ဘူးဆိုတော့ကျွန်တော်player 12ကော16ပေါ့နှစ်ယောက်လုံးပြက်မယ်ထင်နေမဲ့လေ player 16အနီအောင်သင်းရတာဝါလက်ချက်နဲ့ကျွန်တော်တို့ပြက်သွားခဲ့တယ်ပေါ့နော်မထင်ထားတဲ့ဖြစ်ရမျိုးပါပဲဒါနဲ့ပဲကျွန်တော်တို့10မိနစ်ကျော်လာတဲ့အခိုက်အတန့်မှာတယောက်ကို2ကီးစီနဲ့ကျွန်တော်အခုချိန်ထိတည်ကြနေပါတယ်ဟုတ်ကဲ့ပါပွဲကတော့ဒီပွဲကတော့နည်းနည်းစိတ်ဝင်စားဖို့ကောင်းနေပါတယ်ဟုတ်ပြီဒါဆိုတော့ 3k မြောက်ကိုဘယ်သူရရှိသွားမှာလဲတော့ player 16ကန်တယ် player 7နဲ့တာဝါရဲ့အထိဝင်ကန်တယ်ကျွန်တော်ဒီတစ်ခါကျတော့ကျွန်တော် player 7အပြာရောင်တင်းကကျွန်တော်တို့player 16ကိုတာဝါရဲ့အထိလိုက်ကန်ပြီးမဲ့လေ player 12ကမပြတ်ဘူးဗျာ player 16ကပြတ်သွားတယ်ကျွန်တော်ခုနကလည်းကျွန်တော်တို့ခုနကတော့ကျွန်တော် player 16က player 12ထဲကိုဝင်ကန်တာဒါပေမဲ့ပြတ်တော့ player 16ကအနီရောင်အသင်းကပြတ်သွားတယ်ပေါ့နော်အခုတစ်ခါကျတော့ player 12က player 16ကိုတာဝါရဲ့အထိလိုက်ကန်တယ်ဒါပေမဲ့ပြတ်သွားတော့တာဝါ16ကsorry တာဝါ16တွေ
player 16ကထပ်ပြီးပြတ်သွားတယ်ဟာဖြစ်စဉ်ကတော့အရန်ကိုလှပအစင်းခန်းနေစဉ်အချိန်တွင်းမှာပဲထပ်ပြီးတော့ကျွန်တော်တို့အပြာရောင် player 12က 4K ကိုထပ်ပြီးတော့ရရှိသွားပါတယ်ကျွန်တော်တို့ K ကိုကျွန်တော်တို့ 2K ကိုဇက်တိုက်ပေးလိုက်ရပြီဖြစ်ပါတယ်ကျွန်တော်တို့အခုအနေထားရဆိုတော့ player 16အနေအောင်တော့ကစိုးရိမ်စရာဖြစ်လာပြီပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဟိုဘက်က 4K ရရှိနေပြီဆိုတော့ကျွန်တော်ဒီတစ်ခေါက် K ကသူ့အတွက်လုံးဝအမှားမခံတော့ဘူးပေါ့နော် player စနစ်အတွက်ကြတော့ကျွန်တော်တို့ chance ရှိသေးတယ်တက် K ပေးလိုက်ရရင်တော့ကျွန်တော်တို့သူ့အတွက်အေးစစ်စစ်ဖြစ်နေသေးတယ်ပေါ့နော်ကျွန်တော်အခုအချိန်အားဖြင့်လဲ7မိနစ်ကိုနီးကပ်လာပြီဖြစ်ပြီးတော့ကျွန်တော်တို့အပြာရောင် player 12က 4K ထိရရှိထားပြီးတော့နောက်တစ် K ရရှိလို့ရှိရင် win K ကိုရရှိမှာပေါ့နော်ဒါဆိုတော့ဒီ K ကအဖက်ဆယ်မဲ့ K လားအနိုင် K လားဆိုဟုတ်ပြီကျွန်တော် player စနစ်ထက်ကန်တယ်ကျွန်တော်တို့ player စနစ်ကနောက်ဆုံးမှာတော့ player 16ကိုအပြက်ကန်ထပ်လိုက်ပြီးကျွန်တော် 5K win နဲ့အနိုင်ရရှိသွားခဲ့ပြီဖြစ်ပါတယ်ဒီနေ့ပွဲစဉ်လေးကတော့ကျွန်တော်သူတပြန်ကိုတပြန်နဲ့ကြီးလို့ကောင်းတဲ့ပွဲစဉ်လေးဖြစ်ခဲ့ပါတယ်ရန်အောင်လည်းမိုက်ပါတယ်အခုဆိုတော့ကျွန်တော်တို့player စနစ်အပြာရောင်အသင်းကရှုံးတပွဲစဉ်ကနေပြီးတော့နောက်တက်ဆင့်ကိုတက်လှမ်းသွားနိုင်ပြီပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါနောက်ထပ်ပွဲစဉ်တွေရောဘယ်လိုစိတ်ဝင်စားပွဲကောင်းမလဲဆိုတာနောက်ဗီဒီယိုလေးမှာဆက်လက်ကြည့်ရှုအောင်ပါ